ဘယ်ရနေလာထွက်တာအော်အားရနေလားတောင်ကွက်လားတို့ရနီးလေးလို့ပြောချင်တာဒီမှာဆိုင်ခန်းငါပြီးတော့ဖွင့်တာပေါ့ဟဲ့ဒီဟာဒါတခါဘယ်လောက်ပြအားလုံးကဆိုရင်5သိန်းကိုကွဲအစဆုံးလားဟောအိတ်ချင်းငါတို့ရတယ်အိတ်ချင်းငါတို့ရတယ်အိတ်ချင်းလည်းပေးရတယ်ဒါဟဲ့လည်းပေးရတယ်အေးချင်းဖေးချင်းဖေးဒီမလေးတော့မဒါအိတ်နေလေဟောတို့အိမ်ရှိကိုငါလည်းပေးရတယ်အိတ်ချင်းက3သိန်းပေးရတယ်ဟုတ်လားဟောဆိုင်ကအဲ့ဒီတလားဆို9သိန်းအဲ့လိုလားအဲ့လိုတော့ပွဲပြနေပေးရပြီးတော့ပွဲတော့ပွဲတော့ပြီးအဲ့လိုဒီရတာကိုရေးပြီးကိုကဆိုင်ကပေးကိုကဒီရယူချာနော်ဒီနေ့ပေးရမှာလေပေးအခုတရနေ့နေပြရမယ်ဆိုရင်အဲ့လိုကိုပေးရတာပေါ့ပေးရတရားရင်ချပေးရနေရာကြတော့ဒါလို့ပေးနေရတာတဲ့ကိုတဲ့နေပြရမရှုပေါက်ကြီးပြန်ရတယ်ကြာရှုပေါက်ကြီးပြန်ရတယ်ရက်လေးဟုတ်တယ်အရင်ကတူတူကြိုက်ဟုတ်တယ်ပထမသွားပါတယ်ကျမကြီးမကောင်းဘူး